Federal ကဲ manipulation Federal 2 man လဲပြီးတိုင်းပဲစိုးစီပါပိုင်းကြတယ်အောက်မှာတော့အော်လိုက်တယ်ပိုင်းတော်တော်တန်သွားတာနော် manipulation ပြီးချင်းပဲFlicker နဲ့ Federal ပြေးဖမ်းတာအလဲမှာလဲကောင်လေးတစ်ကောင်တာဝါလာခိုးချိုးနေတဲ့ကောင်လေးအားတော့လေဒီမဟုတ်ဒီကောင်အဲ့ကိုစောင့်နေတာအပေါ်မှာ purify မရှိတဲ့ Moscow လေးကိုကျုံးလိုက်မလားတာတယ်လေးကိုတော့ဒီဘက်မှာ focus retreat ဟန်ရအောင်ပေါက်ပေးဝိုင်းနေပဲ Federal ပေးမလားတကောင်နဲ့လည်းပေးတယ်တက်ပါတယ်မေတ္တာဝါလေးပဲပြန်ယူနော်မေတ္တာဝါလေးပေးထားတာလဲမှာတော့အဲ့တော့ဟန်နင်းပါညာနဲ့တော့ပေါက်ဝိုင်းနဲ့လိုက်ခေါင်းခွဲပေးထားတဲ့ကောင်လေးမေတ္တာဝါ pressure ပေးလို့ရတော့တယ်အနေထားမှန်တယ်ကဲဒီဘက်မှာတော့အားတော့ဆူရှင်းလန်နဖလက်ကိုင်ပေါက် final slap လိုရိုက်ပါအောင်နော်ခီးရတော့ပြတ်ပါတယ်ကဲဒီဘက်မှာတော့ Federlin 2 man ပန်ဆာမန်4နဲ့အားလုံး final slap Flicker နဲ့ဟိုးဘက်ရက်ကွက်အကောင်မှာလမ်းရိုက်တာဆိုပေမဲ့အားလုံးဖမ်းပြီ final slap ဖြတ်တော့ရိုက်ပေးတိုင်းနဲ့ပဲဒီဘက်မှာတော့ Federlin ready ပဲ final slap ရိုက်2 man နော် Federlin ပေးပြီးတိုင်းနဲ့ manipulation အောက်မှာလဲစိုင်နေဘလို့အရန်တာနေတာ Moscow ပြစ်ချင်တော့နောက်ပွဲမှာပဲပေါင်းပြစ်တော့လို့တော့ပြောနေနေဂျာဘဂေးဟန်နဲ့တူပဲကဲနဲ့ပဲစင်ကာပူအသင်းတိုင်းတော့2-3ဆိုတဲ့ရလန်းနဲ့ရှုံနေခဲ့ပြီးရဲ့နောက်เนาะကျွန်တော် Asian Game Qualifier မှာတော့เนาะဟိုမှာ14-0ဆိုတဲ့ရလန်းနဲ့ကတော့နှုတ်ဆက်သွားခဲ့ပြီပဲဖြစ်ပါတယ်เนาะကြီးပါကျွန်တော်မြန်မာသင်းကတော့ကျွန်တော်နောက်ထပ်ဂျပန်မှာလုံးမဲ့เนาะပွဲလေးမှာတော့ selection ပြိုင်ကစားအောင်မှာပဲဖြစ်ပါတယ် qualify ဖြစ်သွားပြီပေါ့ဗျာ qualify ဖြစ်သွားပါပြီ